ဓမ္မမင်းဆွေများအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Payful Life Channel မှာကြိုဆိုပါရစေကျမဒီနေ့ဖတ်ပြပေးမယ်စာအုပ်လေးကတော့အရှင်စန္နာတိကရွှေပါရမီတော်ရာရေးသားထားသောစိတ်အားဖြင့်ဓမ္မမိုးဆက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဓမ္မမင်းဆွေများနားဆင်ခန်းစားပေးကြပါဦးရှင်စိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်1ဖျားကိုမှန်းစာရင်တရားကိုအစွမ်းရတယ်ဂုံတော်ပွားတယ်ဆိုတာတကယ်တော့မိတ္တူကူတာပါမြတ်စွာဘုရားရှင်မှာရှိတဲ့အရေးချင်းတွေအစွမ်းတတ္တိတွေကိုကိုယ်စိတ်ထဲကိုယ်နှလုံးသားထဲမှာစိတ်ဝင်ပြန့်နှံ့လာအောင်မိတ္တူကူယူတာပါစပယ်ပန်းကိုလက်ထဲဆုပ်ထားရင်စပယ်ပန်းရဲ့နဲ့လက်မှာကူးဆက်လာသလိုမြတ်စွာဘုရားရှင်ရဲ့အရေးအချင်းတစ်ခုခုအစွမ်းတတ္တိတစ်ခုခုကိုထပ်တလဲလဲအမှတ်ရနေရင်အဲ့ဒီအရေးချင်းမျိုးအဲ့ဒီအစွမ်းတတ္တိမျိုးကိုယ်စိတ်ကိုယ်နှလုံးသားထဲမှာကူးဆက်လာပါတယ်စိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်2အမျက်နေသူကိုတတိယမှာအနေမြတ်သူဖြစ်လာမယ်ဖျားကုံတော်ပွားခြင်းရဲ့အနှစ်သာရကအန္တရာယ်ကင်းဖို့လက်ရှင်ဖို့မဟုတ်ပါဘူးနေ့စဉ်ဘဝတွေကကိုယ့်ရဲ့စိတ်တက်နဲ့လုပ်ရက်တွေကိုဂုံတော်တဘာဝနဲ့အညီအကောင်းဆုံးဖြစ်အောင်ပြုပြင်ဖို့အတွက်ပါဂုံတော်ဟာဘဝရဲ့စီကံဂုံတော်ဟာဘဝရဲ့လမ်းညွှန်ချက်လို့ဆိုနိုင်ပါတယ်ဂုံတော်လမ်းညွှန်ချက်နဲ့အညီကိုဘဝကိုဖန်တီးတည်ဆောက်ဖို့ဂုဏ်တော်ပွားရတာပါစိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်3ကောင်းကျိုးပေးတာကုသိုလ်ပါကုသိုလ်မှန်သမျှကုသိုလ်ရှင်ရဲ့စိတ်ကိုဖြူစင်တန်ရှင်းစေတဲ့အပြင်ကုသိုလ်ရှင်အတွက်ကောင်းကျိုးချမ်းသာအဖျားဖျားကိုလည်းဆောင်ကျဉ်ပေးနိုင်စွမ်းရှိပါတယ်ကုသိုလ်ကြောင့်ဆိုးကျိုးကြုံရတယ်ဆင်းရဲခံရတယ်လို့မရှိပါဘူးကောင်းကျိုးကြုံရတယ်ချမ်းသာဆန်ရတယ်လို့ပဲရှိပါတယ်စိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်4တကယ်အလုံးလုံးနေမှာတကယ်တတိရတယ်လို့ခေါ်တာပါအပမာဒလို့မခေါ်နိုင်ပါဘူးလုံးရအောင်မယ်လုံးရအောင်မယ်လို့တတိယအနေုံနဲ့မမေ့ရဲ့အပမာဒအစိမ်းမရောက်သေးပါဘူးလုံးရအောင်မယ်လို့တတိယနေတဲ့အလုပ်ကိုတကယ်လက်တွေထားလို့လိုက်ပြီးဆိုတော့မှလုံနေစေအခိုက်အတန့်မှာမမေ့တဲ့အပမာဒအစိမ်းရောက်သွားပါတယ်လုတ်ပြီးသွားလို့ကိုယ့်အလုပ်ကိုအာယုံမပြုတော့ပဲအေးအေးဆေးဆေးနားနေချိန်မှာလေအပမာဒတရားမရှိတော့ပါဘူးစိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်5အကောင်းမြင်မှအမြင်ကောင်းမယ်အဆောင်မြင်ရင်အမြင်ဆောင်မယ်စင်ကြယ်မှုအပမာဒနဲ့ပြည့်စုံဖို့အတွက်ယောနီတော်မနတိကာရဆိုတဲ့အကောင်းမြင်စိတ်ထားရှိဖို့အထူးလိုအပ်ပါတယ်အရာရာကိုအကောင်းဘက်ကနေကြည့်တတ်မြင်တတ်နှလုံးသွင်းတတ်မှသာအကုသိုလ်တရားခေါင်းပါပြီးကုသိုလ်တရားတိုးပွားနိုင်ပါတယ်ထိကနေရှိအစိုးမြင်ထိကနေရှိအစိုးထင်နေလို့ကတော့ဘလောက်ကောင်းတဲ့အာယုံနဲ့ပဲကြုံကောင်းကွက်ကိုမတွေ့ပဲစိုးကွက်တွေကြီးပဲတွေ့နေပါလိမ့်မယ်ယခုကျမဖတ်ပြပေးသွားတာကတော့အရှင်စန္နာတိကရွှေပါရမီတော်ရာရေးသားထားသောစိတ်အားဖြင့်ဓမ္မမိုးဆက်မာတိကာခေါင်းစဉ်1မှ5အထိဖြစ်ပါတယ်ရှင်။နောက်ရက်တွေမှာလည်းကျန်သောခေါင်းစဉ်များကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်။ဓမ္မမင်းဆွေများအားလုံးနှင့်တကွ30ပုံသာတတဝါအားလုံးကျမ်းမာချမ်းသာသည့်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်။